အဖိုးကြီးတယောက်ဟာမြေပြင်ပေါ်မှာရွှေစက်များကိုကောက်ယူနေခဲ့ပါတယ်။နောက်ဆုံးရွှေစက်ကိုစုပ်ကိုက်လိုက်ချိန်မှာတော့သူ့လက်ထဲမှာဖွက်ထားတဲ့ကြောက်တုံးတုံးကိုတိတ်တဆိတ်ကောက်ယူလိုက်ပါတယ်။အဲ့ဒီခိုင်တိုင်းမှာပဲအရာရှိကသူ့ကိုပစ်တတ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။အဖိုးကြီးဟာလှင်မြန်စွာပဲကြောက်တုံးကိုမြေမြုံပိုင်းစီပစ်လိုက်ရာကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်။အရာရှိဟာထိတ်လန့်သွားပြီးသူ့ရဲ့စစ်သားတွေကိုရှေ့တက်တက်ကိုပစ်ခတ်ဖို့အမိန့်ပေးခဲ့ပေမဲ့မမျှော်လင့်လာတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားပြန်ပါတယ်။အဖိုးကြီးဟာသူ့အိုးတစ်လုံးကိုသုံးပြီးကြီးစံအားလုံးကိုကာကွယ်လိုက်တာပါ။အဖိုးကြီးတည်ဆုံးသွားတော့ပြီးလို့တွေးပြီးအရာရှိကပြုတ်ခဲမှုကိုရက်လိုက်ကစစ်သားတူကိုစစ်ဆေးခိုင်းဖို့ဆေလွတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီစစ်သားမကျင်းကပ်မိမှာပဲမြေမြုံပိုင်းတစ်လုံးလေးတွေကိုပြန်တက်လိုက်ပြီးသူ့ကိုချက်ချင်းတည်ဆုံးစေခဲ့ပါတယ်။ထို့နောက်အရာရှိဟာနှစ်ဖက်စလုံးကစစ်သားနှုတ်ကိုထပ်မံဆေလွတ်ခဲ့ပေမဲ့သူတို့လည်းပဲ3စက္ကန့်တော့မခံပဲကြာဆုံးသွားပဲရပြန်ပါတယ်။သူ့ရဲ့လူတွေတည်ဆုံးနေရကိုမြင်တော့အရာရှိဟာအမျိုးသမီးအကျဉ်းသား2ဦးကိုလမ်းရှင်းပေးဖို့မျှော်လင့်ကြနဲ့ရှေ့တွန်းသွားဖို့အတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။ဒီအတော်အတွင်းမှာတော့အဖိုးကြီးဟာအဲ့ဒီနေရာကနေတိတ်တဆိတ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးပျက်စီးနေတဲ့ကားစီးအောင်မှာမော်ပန်းနွမ်းနေစွာလက်ရောက်နေခဲ့ပါတယ်။သူဟာသူ့တရားကိုခါဘက်နဲ့စီးနှောင်ပြီးစေဝါမပါပဲကြီးစံကိုကုဘသာဆွဲထုတ်ခဲ့ပါတယ်။နာကျင်မှုကပြင်းထန်လွန်တာကြောင့်သူတတိလစ်သွားခဲ့ရပါတယ်။ရန်သူစစ်သားတွေဟာသူ့ကိုအနက်ခံရှာဖွေဖို့လိကျင်ထားတဲ့ခွေးတွေနဲ့တူအနီးကိုရောက်လာကြပါပြီ။အတန်တွေကြားတော့အဖိုးကြီးဟာတတိပြန်လေရပါတယ်။သူဟာရွှေတွေကိုနင်းမြန်စွတ်စုံပြီးအားအောင်မှပြန်ပုံလိုက်ပါတယ်။စစ်သားတွေကသူ့ကိုမသိလိုက်ကြပေမဲ့ခွေးတကောင်ကသူ့သွေးနှံကိုရလိုက်ပါတယ်။အဖိုးကြီးဟာရန်သူရဲ့ဂျက်ကားတစ်စီးဟောင်းကိုတွားသွားပြီးဓာတ်ကို3ကစီတန်ကြီးကိုခွဲလိုက်ပါတယ်။ပြီးတော့တက်စီတဲ့သူ့ကိုသူလောင်းချလိုက်ပါတယ်။ဒီလိုလုပ်ရင်သူ့ရဲ့အနံ့ကိုဖုံးလွှမ်းသွားလိမ့်မယ်လို့သူတွေးခဲ့ပေမဲ့ဒါဟာမာယွင်းသားလောက်ရဖြစ်ခဲ့ပါတယ်။ခွေးကတက်စီနံကိုပါရလိုက်တော့ဟောင်းပါတော့တယ်။စစ်သားတွေကကားကိုရလိုက်ပြီးအဲ့ဒီနေရာကိုစစ်ဆေးရှာဖွေကြပါတယ်။အခွင့်အရေးရတာနဲ့အဖိုးကြီးဟာမျက်စီကိုပြေးထွက်သွားခဲ့ပေမဲ့ခွေးတွေကသူ့ကိုထပ်ပြီးတွေ့သွားပြန်ပါတယ်။စနိုက်ပါနဲ့သူ့ရဲ့ချောင်းကိုပစ်ခတ်လိုက်ပြီးအရာရှိကသူ့ကိုအရှင်ဖမ်းကန်ဖို့ပြောနေပါတော့တယ်။ခွေးကသူ့နောက်ကိုလိုက်လာတဲ့အခါအဖိုးကြီးဟာတင်းငင်စွာပဲမိကျကိုချစ်ပြီးသူ့ကိုသူမိရှို့လိုက်ပါတော့တယ်။ကြောက်ရွံ့သွားတဲ့ခွေးကရက်တန့်သွားခဲ့ပါတယ်။အဖိုးကြီးကပြေးလွှားရင်မြစ်ထဲကိုခုန်ကျလိုက်ပါတယ်။စစ်သားတွေကသူ့ကိုပစ်ခတ်ခဲ့ပေမဲ့သူဟာရေထဲကိုဆင်းသွားနိုင်ခဲ့ပါတယ်။သူတန်ဆောင်ထားတဲ့လေးလံနဲ့ရွှေတွေကြောင့်သူဟာနင်းလို့သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်။စစ်သားတွေကရေမကူးတတ်တာကြောင့်လိုက်မသွားနိုင်ကြပါဘူး။နိုင်ဘက်ခန့်ကြတော့အဖိုးကြီးအသက်ရှူဖို့အတွက်ရေပေါ်ကိုပေါ်လာပါတယ်။သူခေါင်းပေါ်လာတဲ့ပြပြိုင်နဲ့စနိုက်ပါကချက်ပြီးပြစ်ခတ်လိုက်တော့သွေးတွေကရေထဲမှာပြန်နှောက်သွားခဲ့ပါတယ်။အရာရှိကရွှေတွေကိုပြန်ယူဖို့ရင်ငုတ်သမားတအုပ်ကိုဆေးလွတ်လိုက်ပါတယ်။ဒါပေမဲ့ရင်ငုတ်သမားအောက်ကိုရောက်တဲ့အခါအဖိုးကြီးဟာသူ့ရဲ့လက်ဘင်းကိုဓာတ်နဲ့လှီးပြီးအောက်စီကျင်ဘူးကိုယူလိုက်ပါတယ်။လေဘော်ကစစ်သားတအုပ်ကဒီအဖြစ်အပျက်ကိုမြင်ပြီးထိတ်လန့်သွားခဲ့တယ်။ဒါတော့မှအရာရှိကလူအများအပြားကိုထပ်မံရင်ငုတ်ဖို့အမိန့်ပေးခဲ့တယ်။ဒါပေမဲ့20စက္ကန့်အတွင်းမှာပဲရေပြန်ဟာသွေးရောင်ပြန်လဲပြောင်းလဲသွားခဲ့တယ်။စစ်သားတွေကတုံလုံး6ချားသွားပြီးစုတ်ခွာကိုစတင်ခဲ့ကြတယ်။ရှုပ်သွင်းတို့တွေကြားထဲမှာသူတို့တွေကတယောက်ဟာသူ့ရဲ့အဖော်စစ်သားလက်ချက်နဲ့မတော်တဆအကစ်ခံရပြီးတေဆုံးသွားခဲ့ရပါတယ်။ထို့နောက်မှာတော့စနိုက်ပါတအုပ်ဟာစက်တနကြီးနဲ့စတင်ပစ်ခတ်ပါတော့တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အဖိုးကြီးဟာတေဆုံးသွားတဲ့စစ်သားရဲ့ခန္ဓာကိုယ်ကိုဒိုင်းအဖြစ်အသုံးပြုပြီးလွတ်မြောက်သွားခဲ့ပါတယ်။အရာရှိဟာအဖြစ်ပြက်အားလုံးကိုတအံ့တော်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဖိုးကြီးရဲ့အိမ်မွေးခွေးလေးပြန်ရောက်လာခဲ့တာကိုတွေ့တော့အရာရှိကအတွေးတစ်ခုရသွားခဲ့တယ်။သူဟာခွေးကိုတုံးပြီးအဖိုးကြီးကိုခြေရာခံဖို့လုပ်ပါတော့တယ်